ဒူဘိုင်းမှာဘာလို့တွေရှာရမလဲဆိုပြီးတော့လာမေးတဲ့သူတွေအတွက်ဒီဗီဒီယိုလေးကိုတင်ပေးတာပါအလုပ်တွေကတော့အများကြီးရှိပါတယ်အဓိကကတော့ပညာတတ်ဖို့လိုတယ်ပေါ့နော်ပညာဆိုတာကဘွဲရတာတို့ပေါ့နော်ဒီလိုမျိုး master degree တွေရတာတို့အဲ့လိုမျိုးကိုပြောတာမဟုတ်ပါဘူးအသက်မွေးဝမ်းကြောင်းပညာပေါ့နော်အဲ့တော့ကိုကဥပမာသပင်လုတ်တက်တာလားလက်သေးလုတ်တက်တာလားလက်သမားလုတ်တက်တာလားပေါ့နော်မီးလိုင်းပြင်တက်တာလားရေလိုင်းပြင်တက်တာလားပေါ့နော်ဒီလိုမျိုးအသက်မွေးဝမ်းကြောင်းပညာတတ်တဲ့သူတွေအတွက်လည်းအလုပ်တွေကရှာလို့ရပါတယ်အဓိကကတော့အင်္ဂလိပ်စကားကိုပြောနိုင်ရပါမယ်เนาะအရင် professional ကြစရာမလိုဘူးဒူဘိုင်းမှာကြတော့ broken english ပဲသုံးကြတာများတယ်ဒါကြောင့်မို့လို့ professional ကြပြောဖို့မလိုအပ်ပေမဲ့လေကိုလုံးနေတဲ့အလုပ်တွေကိုရှင်းပြနိုင်ရမယ်ကိုအလုပ်အပ်တဲ့သူတွေကဘာပြောလဲဆိုတာကိုနားလည်နိုင်လောက်တဲ့အရေးချင်းတော့ရှိဖို့လိုပါတယ်เนาะအရန်ကြီး fluent ပြောတတ်ဖို့တော့မလိုအပ်ပါဘူးရှင်နောက်ထပ်အလုပ်တွေကတော့ F&B line တို့ hotel life တို့ပေါ့နော် F&B ဆိုတာကတော့ waiter တွေ waitress တွေရှိမယ်သူတို့တွေကတော့ English လို့ပြောနိုင်ရပါမယ်ဘာလို့လဲဆိုတဲ့အခါကျတော့ဧည့်သည်တွေအားလုံးကmenu မှာမှာကြတယ်ဆိုလို့ရှိရင်ဒီEnglish လို့မှာကြတယ် English လို့ပြောကြတယ်ဆိုတော့သူတို့ကတော့ English လို့ပြောနိုင်ရပါတယ်ပြီးရင်တော့ hotel life မှာဆိုလို့ရှိရင်housekeeping line ပေါ့နော်ဒါမျိုးတွေရှိမယ် housekeeping ဆိုရင်လည်း English လို့အများကြီးပြောတတ်ဖို့မလိုဘူးနည်းငယ် communicate လုပ်နိုင်လောက်တယ်ဆိုလို့ရှိရင်တော့ရပါတယ်ရှင်အများကြီးလို့ဘွဲရတာတို့ဘွဲမရတာတို့အဲ့ဒါမျိုးကိုအရင်ကြီးစိတ်ပူစရာတော့မလိုအပ်ပါဘူးဒီမှာအဲ့ဒီမှာဆိုလို့ရှိရင်မြန်မာနိုင်ငံမှာအခုဆိုရင်လောက်ကိုင်ရှာဖွေ agency တွေလည်းရှိနေပါပြီအဲ့တော့သူတို့တွေနဲ့ချိတ်ဆက်ပြီးတော့လာလို့ရပါတယ်တကယ်လို့ကိုကစိတ်ချရတဲ့ agency ကိုမသိဘူးဆိုလို့ရှိရင်ဒီနေ့မှာ comment မှာမေးသွားလို့ရပါတယ်ဆိုတော့ဒူဘိုင်းမှာလာကျင်လို့ဆိုပြီးတော့နေ့အများကြီးလာမေးကြတယ်housemate တွေလည်းလာမေးကြတယ် housemate တွေအတွက်ဗီဒီယိုတော့နောက်ထပ်တစ်ခုမှတက်တင်ပေးပါမယ်ဒါကတော့အခုဒါဒူဘိုင်းမှာရှာလို့ရတဲ့အလုပ်တွေကတော့ကိုယ့်ရဲ့အသက်မွေးဝမ်းကြောင်းပညာပေါ်မှာမူတည်ပြီးတဲ့အခါကျတော့ရှာလို့ရတာတွေကိုပြပေးတာပါเนาะနီဆိုလို့ရှိရင်အင်ဂျီချုပ်တတ်တယ်ပေါ့နော်ရင်တော့ဆိုဒီဇိုင်နာတင်တန်းတက်ပူတဲ့အတွက်နင်ကအင်ဂျီကိုအရင်ကောင်းချုပ်တတ်တယ်ဆိုတော့နင်ကဖေးတော့အလုံးမရမှာမပူဘူးပေါ့နော်โอเคတကယ်လို့များနင်ကoffice job ကိုဒူဘိုင်းမှာမရခဲ့ဘူးဆိုလို့ရှိရင်လည်းနေကအင်ကြီးချုပ်တတ်တာဖြစ်တဲ့အတွက်ဒီဆက်ချုပ်လိုက်မှနေအလုပ်ထက်ရှာလို့ရတယ်ဒီလိုမျိုးအလုပ်ကိုပြောတာပါအဲ့တော့သပင်လုပ်တတ်တဲ့သူတွေဒီလက်သေးပေါ့နော်လက်သေးလုပ်တတ်တဲ့သူတွေဆိုလို့ရှိရင်အလုပ်ရှာရတာအရန်ကိုလွယ်ပါတယ်ဒူဘိုင်းကကြတော့ဒူဘိုင်းရဲ့ဒီမိန်းကလေးတွေကကြတော့အားလုံးကအလှအပကိုဦးစားပေးကြတယ်ဒီလက်သေးတွေလောက်တာတွေသပင်တွေလောက်တာတွေစပါလောက်တာတွေဆိုလို့ရှိရင်သူတို့ကအရန်ကိုကြိုက်ကြတာဖြစ်တဲ့အတွက်ပြီးရင်ဒီမျက်ခုံးတက်တူးထိုးတာတို့ဒီ eyelash extension လုပ်တာတို့ဆိုတာအရန်ကောင်းတဲ့အလုပ်တွေပါเนาะမြန်မာနိုင်ငံမှာအဲ့လိုမျိုးတွေလုပ်တတ်တယ်ကိုက professional ကြကိုယ့်ရဲ့အလုပ်ကိုလုပ်ကင်နိုင်တယ်ဆိုရင်ဒူဘိုင်းကိုလာဖို့အတွက်လုံးဝမကြောက်ပါနဲ့အဲ့လိုအလုပ်တွေကအရန်ကိုခေါ်တာများပါတယ်ဒီအလုပ်တွေရဲ့ visa တွေအကြောင်းကိုနောက်ဗီဒီယိုတွေမှာထပ်ပြီးတော့ sharing လုပ်ပေးပါမယ်ဒီနေ့ကတော့ဒူဘိုင်းမှာဘယ်လိုမျိုးအလုပ်တွေမြန်မာနိုင်ငံကလူတွေလာရင်လုပ်လို့ရတယ်လဲဆိုတာကိုပဲက sharing လုပ်ပေးသွားတာဖြစ်ပါတယ်အဲ့တော့ကိုလာမေးထားတဲ့သူတွေလည်းတကယ်လို့ထပ်ပြီးတော့သိချင်တာတွေရှိလို့ရှိရင် comment မှာပြောပေးပါအားလုံးကဒီဒူဘိုင်းမှာ3နှစ်လောက်ပေါ့နော် own business တွေလုပ်ခဲ့တာဆိုတဲ့အခါကျတော့ဒူဘိုင်းရဲ့အကြောင်းကတော့0 to 100အားလုံးသိပါတယ်မြန်မာနိုင်ငံကနေပြီးတော့အလုပ်ခေါ်ပြီးတော့သွင်းပေးခဲ့တဲ့ကလေးတွေလည်းအများကြီးရှိအခုကတော့က US ကိုရောက်လာတဲ့အတွက်ပေါ့နော်ကိုဖိရင်ဖိမကူညီနိုင်တော့တဲ့အတွက်ဒီလိုမျိုးဗီဒီယို sharing လေးတွေလုပ်ပေးတာပဲဖြစ်ပါတယ်ရှင်အဲ့တော့အားလုံးပဲခံကောင်းကြပါစေမြန်မာနိုင်ငံကနေပြီးတော့ထွက်လာပြီးတော့ဒူဘိုင်းမှာအလုပ်ကောင်းရပါစေလို့ဆုတောင်းပေးပါတယ်